အာဇာနည်ခေါင်းဆောင်ရှေးသရောအခါဖျားလောင်းမြောက်တီမြောက်များကိုအုပ်ချုပ်လျက်ဟိမဝန္တာတော၌နေ၏ဟိမဝန္တာတောတွင်ရှိဂင်္ဂမြစ်ကမ်း၌တရက်ပင်တပင်ရှိ၏ထိုတရက်ပင်၏အတီးတို့သည်အနက်အရသာနှင့်ပြည့်စုံ၍မြောက်တို့သည်ထိုတရက်တီးတို့ကိုစားကြ၏တရက်ကိုင်းတကိုင်းသည်မြစ်ပေါ်သို့ထိုးထွနေ၏ထိုအကိုင်းမှကျွေ၍မြစ်တို့ကျသောအသီးတို့ကြောင့်မြောက်တို့သည်တနေ့တွင်ဘေးထစ်မီကိုမြောင်မင်းမြင်၏ထိုကြောင့်တရက်ပွင့်ချိန်ရောက်တိုင်းထိုအကိုင်းတွင်ပွင့်သောအပွင့်တို့ကိုမြောင်မင်းကမြောက်တို့အားဖက်ဆီးစေ၏တနေ့တော့ခါချင်းတို့ပြုလုပ်သောတိရွတ်အုံတစ်ခုတွင်တရက်သီးတစ်လုံးသီးသည်ကိုမြောက်တို့မမြင်ဘဲကြံရစ်၏ထိုအသီးသည်မှဲ့၍ကြွေလေတော့မြစ်အတွင်တို့ကျ၍မျောပါသွားလေ၏ဗာရာဏသီမြစ်စိတ်သို့ရောက်၍တယောက်သောသူကဆယ်ယူရရှိလျင်အနက်ရသာနှင့်ပြည့်စုံသောအသီးဖြစ်သောကြောင့်ဘရင်ထံဆက်တာ၏ဘရင်လဲတရက်သီးကိုသုံးဆောင်လျင်အလွန်ထူးသောအနက်ရသာကိုတွေ့ရ၍ထပ်မံစားလိုသောတက်မှတ်ခြင်းပြင်းစွာချေ၏ထို့ကြောင့်မုတ်ဆိုးတို့ကိုလိုင်းညုံပြစေ၍တရက်ပင်ရှိရာသို့ရောက်အောင်ဆန်တက်လာ၏တရက်ပင်ကိုတွေ့လေလျင်ဘရင်နှင့်တကွစစ်တီဘိုပါလို့သည်တရက်သီးများကိုခူးယူစားတောက်ကြ၏နေဝင်သောအခါထိုတရက်ပင်အောက်၌ပင်အိတ်ကြ၏လူတို့အိပ်ပျော်သောအခါမြောက်တို့သည်တရက်ပင်ပေါ်တက်၍တရက်သီးများကိုစားကြ၏ဘရင်လည်းနိုး၍မြောက်များကိုမြင်လေသောလေးသမားတို့အားတရက်ပင်ကိုဝင်းရံထားရန်အမိန့်ပေး၏မြောက်တို့လည်းအလွန်ကြောက်လန့်သောကြောင့်မြောင်မင်းတန်ချင်းကပ်ကြ၏မြောင်မင်းကတင်တို့အားငါအသက်ပေး၍ကဲအံ့ဟုဆိုပြီးလျင်မြစ်ပေါ်လန်ကိုင်းရည်သောတရက်ကိုင်းအစွန်းမှပြင်းစွာသောအဟုန်ဖြင့်ခုန်လက်သောတစ်ဖက်ကမ်းရှိခြုံတက်သို့ကြ၏ထိုခြုံပေါ်မှဆင်း၍ကျင်းရွယ်တစ်ခုကိုဖြတ်ပြီးလျင်တစက်ကိုတစ်ပင်တစ်ပင်၌ချီ၏တစက်ကိုမိမိခါ၌ချီလျက်တရက်ပင်သို့အရောက်ပြန်ခုန်၏